AI video free ထုတ်လို့ရတဲ့ application တစ်ခုနဲ့မိတ်ဆက်ပေးပါမယ်ဒီနေ့ကျွန်တော်မိတ်ဆက်ပေးမယ့် application ကနေ့တိုင်းကျွန်တော်တို့ free ထုတ်လို့ရတဲ့ application ပါအဲ့ဒါကတော့လူတိုင်းဒီပါရင်းနှီးပြီးသားဖြစ်တဲ့ကျွန်တော်တို့ flow AI ပဲဖြစ်ပါတယ်ပေါ့နော် flow AI မှာကျွန်တော်တို့ website ကနေအသုံးပြုလို့အဆင်မပြေတဲ့မိတ်ဆွေတွေအတွက်အခုကျွန်တော်မိတ်ဆက်ပေးမယ့် application ကိုအသုံးပြုမယ်ဆိုရင်လုံးဝအဆင်ပြေသွားနိုင်တယ်ပေါ့နော်Okay အဲ့ဒီ application ကဘယ်မှာတော့တောင်းရမှာလဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်မပြောပြပေးခင်မှာကျွန်တော် channel မှာတင်ပေးထားတဲ့ AI နဲ့ပတ်သက်တဲ့ video တွေကိုလည်းအကုန်လုံးဝင်ရောက်ပြီးမှလေ့လာလို့ရတယ်မိတ်ဆွေတို့အတွက်တကယ်ကိုအကျိုးမယုတ်စေရပါဘူးအကုန်လုံးဝင်ရောက်ပြီးမှလေ့လာကြည့်ပါနော် Okay ဒါဆိုရင်ကျွန်တော်တို့ဒီနေ့ file နဲ့ပတ်သက်တာကိုပဲကျွန်တော်တစ်ခါလေးဆက်ပြီးပြောလိုက်အောင်နော်video file ကိုလည်း like and share ကူညီပေးခဲ့ဖို့မိတာရခံပါတယ်နော် comment မှာတစ်ခုခုလောက်ကိုတိချင်တာလေးတွေဖြစ်နှုတ်ဆက်စကားလေးဖြစ်ရေးပေးခဲ့ဖို့တောင်းဆိုပါတယ်Play Store တွေကိုသွားလိုက်ပါဒီမှာကျွန်တော်တို့ Google Flow Beta လို့ကျွန်တော်ရိုက်လိုက်ဒါဆိုရင်ကျွန်တော်ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်ဒါပေမဲ့တခုသတိထားမှာကကိုကမြန်မာပြည်မှာနေနေဆိုရင်တော့ပထမဦးဆုံးဒီ Play Store တွေကိုမဝင်ခင်မှာကိုရဲ့ Play Store ကို clear data တစ်ချက်လောက်လုပ်ပေးပါပြီးတော့မှကိုရဲ့ဖုန်းထဲမှာရှိတဲ့VPN တခုခုထဲကနေကိုတုံးမဲ့ VPN ဒီလဲ location မှန်ဖို့လိုတယ်အဲ့ဒီကျွန်တော်တို့တုံးပြတဲ့ VPN တခုခုထဲမှာ US တို့မဟုတ် UK Singapore เนาะ Thai စသဖြင့်ပေါ့เนาะအဲ့ဒီဟာတနိုင်ငံကိုရွေးချယ်ပါရွေးချယ်ပြီးသွားပြီဆိုမှဒေချာလေးချိန်ပြီးသွားပြီဆိုမှ Play Store ထဲကိုအကောင့်ဝင်လိုက်ဝင်ပြီးသွားရင်လာပြီးတော့မှရိုက်ချလိုက်ပါ Google Flow Beta ဆိုတော့ဒီလိုမျိုးကြာလာပါလိမ့်မယ်ဒါအတူတူပဲเนาะကျွန်တော်တို့ website ထဲမှာမတုံးချင်တဲ့မိတ်ဆွေ application ကနေတုံးလို့လည်းရတယ်เนาะ Google Lab ပါပဲเนาะဒါလေးကိုကျွန်တော်တို့က install တင်ပေးလိုက်ကိုယ့်ရဲ့ဖုန်းပေါ်မှာ install တင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာဖုန်းပေါ်မှာဒီမှာဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်တော့ပေါ်လာပြီဆိုရင်တော့ဒါကျွန်တော်တို့ကဒီ account ဖွင့်ဖို့တက်ကတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Gmail account တစ်ခုနဲ့ချိန်ပေးလိုက်ရုံပါပဲတကယ်လို့ကိုက Flow AI ကိုပေါ့နော်ဒီ Pro version ဝယ်ထားတယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့Pro version ဝယ်ထားတဲ့ account ပေါ့နော်အဲ့ဒီ account နဲ့ဝင်မယ်ဆိုလို့ရှိရင်လည်းရတယ်เนาะ account ကိုလည်းကျွန်တော်တို့ website ထဲမှာတုံးတယ်လို့မျိုးပါပဲ Gmail အများကြီးရှိတယ်ဆိုရင်အဲ့လိုမျိုးချိန်ပြီးတော့မှတုံးလို့ရပါတယ်ဒီမှာဒီထဲမှာဆိုရင်ကျွန်တော်မှာဒါကတော့မရှိတော့ဘူးဒါကျွန်တော်မှာဒီ credit ကကုန်သွားပြီเนาะကုန်သွားပြီဆိုလို့ရှိရင်ဒီမှာဒီအောက်မှာ sign out ထွက်ပြီးတော့မှနောက်ထပ်တခြား account နဲ့ပြန်ချိန်ပြီးတော့မှပြန်တုံးလို့ရတယ်เนาะနေ့စဉ်ကျွန်တော်တို့ကို credit 50 free ပေးတယ်လေအဲ့ဒါကိုကျွန်တော်တရက်ကို video 5ပုတ်နေ့တိုင်း free ထုတ်လို့ရမှာပဲဖြစ်ပါတယ်ပေါ့နော်တုံးမယ်ဆိုလို့ရှိရင်ဒါထုံးစံတိုင်းကျွန်တော်တို့ဒါတခြားကျွန်တော်တို့ဟွာတွေပေါ့နော်website ထဲမှာတုံးတဲ့ပုံစံမျိုးပါပဲဒီမှာဒီနားလေးမှာ new project ရှိတယ်เนาะဒီမှာဒီ new လေးကိုကျွန်တော်နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကျွန်တော်တို့ website ထဲမှာတုံးတယ်လို့မျိုးပေါ့နော်ကျွန်တော်တို့ရွေးချယ်ဖို့အတွက်ပုံထုတ်ဖို့အတွက်နဲ့ဗီဒီယိုထုတ်ဖို့အတွက်ကိုကျွန်တော်ရွေးရမယ်ပေါ့နော်ဒီမှာဒီအောက်မှာဒီလိုမျိုးလေးရှိတယ်ပေါ့နော်ဒီလိုမျိုးလေးရှိရဲကျွန်တော်ထဲမှာဒီမှာကျွန်တော်မှာက credit မရှိတော့လို့သူ credit တွေကိုယူခိုင်းနေဒီကောင်လေးကိုနှိပ်လိုက်ပေါ့နော်နှိပ်ပြီးတော့မှကိုကပုံထုတ်မယ်ဆိုရင် image ကိုရွေးတာထုံးစံနဲ့ဒီ time မတွားရမှာနော် image ကိုရွေးဗီဒီယိုထုတ်မယ်ဆိုရင်ဗီဒီယိုကိုရွေးနော်ပြီးရင်ကိုထုတ်ချင်တဲ့ ratio ကိုရွေးမယ်ပမာဏကိုရွေးမယ် model ကိုရွေးမယ်နော်ဗီဒီယိုဆိုလို့ရှိရင်ဒီနေ့ရမယ်ဒီမှာဗီဒီယိုကိုနှိပ်ratio ကတော့2ခုရမယ်ပြီးရင်ဗီဒီယိုအရေးအတွက်ပြီးရင်ကျွန်တော်တို့ဗီဒီယိုကြာချိန်ကို4စက္ကန့်ထုတ်မှာလား6စက္ကန့်8စက္ကန့်10စက္ကန့်ပေါ့နော်ပြီးရင် model ကဘယ်ဟာတုံးမှာလဲ Omni Fred တုံးမှာလား VEO 3.1 live လား data လေးလားပေါ့နော်ဒါကျွန်တော်တို့ website ထဲမှာတုံးတူလိုမျိုးပါပဲအကုန်လုံးကနော်ကျွန်တော်တို့ဒီ Omni Flat နဲ့တုံးမယ်ဆိုရင်8စက္ကန့်ဆိုရင်ကျွန်တော် credit က12ခုကုန်မယ်အဲ့လိုမျိုးပေါ့နော်အကုန်လုံးကိုသူကပြပေးမယ်နော်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာပုံတင်ဖို့အတွက်ကလည်းဒီမှာအတူတူပါပဲเนาะ website ထဲမှာလည်းအတူတူပါပဲ website ထဲမှာတုံးနေကြမိတ်ဆွေတွေဆိုလို့ရှိရင်ဒီ application ထဲမှာလည်းတခါတည်းတုံးတက်သွားမှာမယ်ပေါ့နော်ဒီထဲမှာတော့ကျွန်တော်မှာ credit မရှိတော့လို့ကျွန်တော်မလုပ်ပြတော့เนาะ website ထဲမှာတုံးတာနဲ့အတူတူပါပဲဒီမှာကျွန်တော်တို့အရင်ကကျွန်တော်ထုတ်ဖူးခဲ့တဲ့ဟာတွေရှိပါတယ်โอเคပါเนาะဒါဆိုရင်ကျွန်တော်တို့ဒီ application ကိုတော့မိတ်ဆွေတို့တီးသွားပြီလို့ထင်ပါတယ်เนาะ Google Flow ကထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်လူတိုင်းဒီပါရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်Telegram channel ကိုမ join ရတဲ့မိတ်ဆွေတွေအခုဒီပိုင်းရဲ့ comment ကိုဒီဟောပေါ့เนาะကောင်းစဉ်ကိုနှိပ်လိုက်အဲ့ဒီအောက်မှာကျွန်တော် Telegram channel link ပေးထားတယ်ပေါ့နော်အဲ့အောက်ကနေဝင်ပြီးတော့မှ join ထားပါ group ကိုလို့ရှိတယ်ပေါ့နော် group ထဲမှာဆိုရင်အပြန်အလှန်ကျွန်တော်တို့စကားပြောလို့ရပါတယ်เนาะပြီးရင်ကျွန်တော်အထူးသတင်းကောင်းတဲ့တစ်ခုပေါ့နော်အခုမှစပြီးတော့မှတီးတဲ့လူတွေပေါ့နော်အခုဆိုရင်ကျွန်တော်မှာက training group ရှိပါတယ်ဒီကျွန်တော်တို့လာမယ့်15ရက်နေ့မှာဒီလ15ရက်နေ့မှာပေါ့နော်ကျွန်တော်စပြီးတော့မှဖွင့်တော့မယ်ပေါ့နော်အခုဆိုရင်ကျွန်တော်စတင်ပြီးတော့မှလက်ခံနေပါပြီ training group ဝင်မဲ့လူတွေအခုဆိုရင်သတင်းကောင်းတစ်ခုပါထားတာကပါလဲဆိုရင် training group join တာနဲ့เนาะကျွန်တော်တို့ Gemini Pro 18လပေါ့နော်တစ်နှစ်ကျော်အဲဒီ Gemini Pro account ကိုလည်းလက်ဆောင်ပေးတော့အောင်မယ်ပေါ့နော်ဒါပေမဲ့လူတိုင်းတော့မရအောင်တော့ကျွန်တော်ဒီ15ရက်နေ့မတိုင်ခင်လာပြီးတော့မှစရင်တွင်းထားတဲ့လူတွေအတွက်ကိုပဲကျွန်တော်ဒီ Gemini Pro ရမှာဖြစ်ပါတယ်ပေါ့နော်
Okay တီးတန့်ဝယ်ချင်တယ်ဆိုရင်လည်းကျွန်တော်မှာအခုဆိုရင်လက်ရှိကျွန်တော်လက်ခံပြီးတော့ဝန်ဆောင်မှုပေးနေပါပြီကျွန်တော်တီးတန့်တစ်ကောင်ဝယ်ဖို့အတွက်ကြတော့ကျွန်တော်3000ကျပ်တိတိကျပါမယ်အဲ့ဒီမှာကျွန်တော် flow AI အတွက်credit တစ်လကို1000လတိုင်းရမယ်ပေါ့နော်ဒါကတော့စုစုပေါင်းတက်တန်းက18လဖြစ်ပါပြီနော်ကျွန်တော်တို့ဒါက free credit ရ1000အပြည့်ရမယ်နော်ဘာလို့လဲဆိုတော့တချို့တွေကအဲ့လိုမျိုးဒီ family ဟိုပါပေါ့နော် share တွေဟာနဲ့တွားပြီးတော့မှဝယ်မိတဲ့အခါမှာဒီကောင်ကမျှတုံးရတယ်ဆိုတဲ့ဟာပေါ့နော်အဲ့လိုမျိုးမျှတုံးတဲ့ဟာလည်းရှိတယ်နော်မျှတုံးတဲ့ဟာကျတော့ဒီလောက်ဈေး3000အထိမရောက်ပါဘူးနော်ဟိုမျှတုံးတဲ့ဟာရချင်တယ်ဆိုရင်လည်းရတယ်နော်လာပြီးမေးထားပါဒါကတော့ကျွန်တော်မျှတုံးတဲ့ဟာမဟုတ်တော့ဒါအပြည့်ရမယ်3000နော်3000ကျပ်ကိုဒီ Gemini Pro ပေါ့နော်ပြီးအဲ့ဒီအပြင်ကို CapCut Pro တို့ဒီ GPT Pro တို့ Canva Pro တို့အကုန်လုံးရတယ်နော် Okay ဒါဆိုရင်ဒီနေ့ file လေးကတော့တော့ပါပဲမိတ်ဆွေတို့ဒီ file ကိုကြည့်ပြီးတော့နောက်ထပ်ပါတိကျနေလဲ comment မှာမှန်ပေးခဲ့ဖို့တောင်းဆိုလိုက်ပါတယ်။ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။